ည7 နာရီဝန်းကျင်မှာအရှင်သူမာလာလို့ဘွဲ့အမိရတဲ့တက်တော်တရားပြည့်လူနီးပါဆရာတော်ကြီးတစ်ပါးဟာဖះเจ้าအောက်ထပ်မှာငြိမ်သက်စွာတရားထိုင်နေခဲ့ပါတယ်ကိုရင်နဲ့ဖုန်းကျောင်းသားတွေနဲ့ကပ်ပီယာတွေကတော့အကုန်အိတ်ကုန်ကြပါပြီဆရာတော်ကြီးကသာဒီနေ့ကျမှကျမ်းမာရေးနည်းနည်းထူခြားနေတဲ့အပြင်ထူးထူးဆန်းဆန်းကျိတ်ဆက်လို့မရသေးတာကြောင့်တရားထိုင်နေခဲ့တာပါပြီးတော့ဆရာတော်ကြီးရဲ့စိတ်ထဲမှာတကူဖြစ်ပြတ်တော့မှကိုသိတယ်လို့နဲ့စိတ်တွေအယမ်းလေးနေခဲ့တယ်ဗျဒီအချိန်မှာပဲကျောင်းအပေါ်တက်ကနေတယောက်ယောက်လမ်းလျှောက်နေတဲ့အတန်ကိုဆရာတော်ကြီးသတိထားမိခဲ့ပါတယ်ကျောင်းကပြင်ကရိုသားနဲ့စောက်လုပ်ထားပေမဲ့နှစ်တော်ကြာကြီးဖြစ်တာကြောင့်အချို့ပင်များတွေကဆွေးမင်းနေလို့လမ်းလျှောက်သွားရင်တိတာနေခဲ့တာပါဒါမှမဟုတ်ဒီလမ်းလျှောက်တန်းကပုံမှန်လမ်းလျှောက်တာမျိုးမဟုတ်ပဲတခိုးတယောက်ရဲ့ရှောင်းနေအတိုင်းခြေကိုဖွပြီးတော့ရှောက်နေခဲ့တာပါဖုန်းကျောင်းသားတွေများငကြော်များတက်ခုစားလာထင်ရပေမဲ့ကျောင်းသားတွေကတခေါက်ခေါက်နဲ့အိတ်နေကြတာဆရာတော်ရဲ့အသိပါပဲအနောက်ဆရာတော်ကြီးကဘာများလဲဆိုပြီးကျောင်းပေါ်ကိုဖြည်းဖြည်းချင်းတက်ကြည့်ခဲ့လိုက်တယ်ဗျအပေါ်ရောက်တော့ဘသူမှရှိမနေတာကိုဆရာတော်ကြီးမြင်လိုက်ရပါတယ်ဆရာတော်ကြီးရဲ့အကြအာယုံအရာအခုနောက်ကခြေတန်းကလူမလူအစ်စ်ပါပဲဒီအချိန်မှာဝက်ရုပ်အနက်မျက်နှာပိတ်တဲ့လူနှစ်ယောက်ကဖျားကနေကတခုခုကိုယူနေတာကိုဆရာတော်ကြီးတွေးလိုက်ရပါတယ်တကားတို့